Suratul Falaq Surah Falaq လို့ခေါ်တယ်ဒီမှာလဲမကီယာရေးထားတယ်တိုးတော့ပထမတစ်ပုဒ်မှာလဲရှင်းပြခဲ့ပြီးပြီဟာလားမကီယာဖြစ်ခြင်းမဒနီယာဖြစ်ခြင်းဒီဆူရာတွေရဲ့တမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့အကွဲအလဲတွေရှိတယ်အဲ့တော့အများစုเนาะဦးစားပေးအဆိုအရဆိုလို့ရှိရင်เนาะဒီဆူရာဟာမဒနီယာလို့ခေါ်တယ်မဒီနာရွှေမြို့တော်မှာကြာရောက်ခဲ့တဲ့ဆူရာတစ်ပုဒ်ဖြစ်တယ်أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم قل قاف لام پیش قل لام کو پاؤنے کھاما شا اپشاگا اپو شیطواری تپونتیم قل أعوذ أعوذ أع ဒီကြကွဲပြအောင်ဖတ်ရမယ် أعوذ أعوذ အိုင်ကိုလေကြောင်းရဲ့အလယ်ကနေဖတ်တယ် zu zal zal ကဟလာရှာထိတ်ကအပေါ်ရှည်တွားနှချောင်းရဲ့ထိတ်စားနဲ့ထိပြီးတော့ဖတ်ရတယ် zu قل أعوذ بربل ربا ဒီမှာဘာနှစ်ခုပါတယ်เนาะဒီဘာတွေကလေနှခမ်းနှစ်ခုရဲ့ဆူဆွတ်တဲ့စိတ်ပိုင်းနှစ်ခုကိုထိပြီးတော့မှဖတ်တယ် birabbil ဒီပါရှိတော့ raw ကိုကြတော့အတန်ထူထူဖတ်မယ် birabbil falaq fa ဘယ်ရထွက်လဲဆိုလို့ရှိရင် fa ကအပေါ်ရှည်သွားနှစ်ချောင်းရဲ့အနားလေးတွေနဲ့အောက်နှခမ်းရဲ့ဆူနေတဲ့နေရာနဲ့ထိပြီးတော့မှအဲ့falaq နော် qaf falaqi ဆိုပြီးတော့ရှိတယ်တိုးတော်လဲဟာလားအာရဘီကဒီလိုအာယတ်တွေရှိတဲ့နေရာမှာဆိုရင်ရက်တန့်ပြီးတော့ဖတ်တာပိုကောင်းတယ်အဲ့တော့ရက်တန့်ပြီးဖတ်မယ်အဲ့တော့ falaq ရက်တန့်ပြီးဖတ်မယ်ဆိုလို့ရှိရင်နောက်ဆုံးစလုံးကိုများသောအဖြစ်ကဂျဇမ်ပေးလိုက်တယ်အဲ့တော့ qaf အပေါ်ပါအခုဇေရှိနေတယ်ဆိုပေမဲ့လည်းအဲ့ဒီဇေကိုဖယ်ထုတ်ပြီးတော့မှသူ့ပေါ်မှာဂျဇမ်ကလေးတင်ပေးလိုက်မယ်အဲ့တော့ qaf to ba jim dal လို့ခေါ်တဲ့စလုံး၅လုံးဟာသူတို့အပေါ်မှာဂျဇမ်ရောက်လာတဲ့ခါကြလို့ရှိရင်သူတို့ပဲ့တင်တန်ထုတ်ပြီးတော့ဖတ်ပေးရတယ် falaq အဲ့တော့ပဲ့တင်တန်ထုတ်ပြီးတော့ဖတ်တဲ့ခါမှာဒီ qaf ကဘယ်ကနေထွက်လာတာလဲဆိုလို့ရှိရင်ရှာမှာလဲအပိုင်း၃ပိုင်းရှိမယ်ရှာရဲ့ဒီအစာပိုင်းအလယ်ပိုင်းအဆုံးပိုင်းပေါ့အဲ့တော့ရှာရဲ့အဆုံးပိုင်းဟာအပေါ်အာကောင်နဲ့ထိပြီးတော့မှသူကပို့လုတ်ပြီးတော့ထွက်လာအတန်ထူးထူးနဲ့ falaq قل أعوذ برب الفلق قل أعوذ برب الفلق قل أعوذ برب الفلق နောက်တာရဲ့လေ့ကျင့်မယ်မေဒီမှာအပေါ်မှာဆူရာနာစ်ပုံမှာလဲရှင်းပြခဲ့တဲ့စလုံးရှိတယ်ဒီမေနော်နွန်စာကင်နွန်အပေါ်မှာဂျဇမ်ရှိရင်နွန်စာကင်လို့ခေါ်တယ်အဲ့ဒီနွန်စာကင်ကဒီဘက်အချမ်းကိုအမြဲတမ်းကြည့်ရတယ်သတိထားရတယ်ဘာစလုံးနေလာလဲဆိုတာအဲ့တော့ဒီမှာရှင်းလာနေတယ်ရှင်းက ikhfa လို့ခေါ်တဲ့စလုံး15လုံးရှိတယ်အဲ့ထဲကတစ်လုံးပါဝင်ဖြစ်တယ်အဲ့တော့နွန်စာကင်ကဒီဘက်အချမ်းမှာအဲ့ဒီ ikhfa တွေကတစ်လုံးလုံးလာမယ်ဆိုလို့ရှိရင်ဒီနွန်ရဲ့အတန်ကိုဖုံးအုပ်ပြီးတော့ဖတ်ရတယ်အဲ့တော့ဖုံးအုပ်ပြီးဖတ်တဲ့အခါမှာရှားရဲ့အနေထားဘယ်လိုရှိနေရလဲဆိုလို့ရှိရင်ဟလာရှားအပေါ်လည်းမထိဘူးအောက်လည်းမထိအဲ့တော့အလယ်မှာပဲရှိနေပြီးတော့မှနွန်ရဲ့အတန်လေးကိုဖုံးပြီးတော့ဖတ်ကြတယ်မင်းရှာရီမာခလကမင်းရှာရီမာခလကmin sharri razi ri အတန်ပပဖတ်မယ် min sharri ma khalaq ခေါ်ဒီမှာခေါ်ကလေကြောင်းရဲ့အစကနေထွက်တယ်လေကြောင်းမှာလည်းအပိုင်း၃ပိုင်းရှိတယ်လေကြောင်းအစလေကြောင်းအလယ်လေကြောင်းရဲ့အဆုံးအဲ့တော့ဒီခေါ်ကလေကြောင်းရဲ့အစနေမှာပို့လို့ပြီးတော့အတန်ထူထူနဲ့ဖတ်ရတယ် khalaq ဒီမှာလည်းအပေါ်အတိုင်းပဲဟာလား qaf ကနောက်ဆုံးမှာရှိနေတဲ့ qaf ဒီနေရာမှာရပ်မယ်ဆိုတော့အဲ့ဒီ qaf မှာရှိနေတဲ့ zabar ကိုဖယ်ထုတ်မယ်ဖယ်ထုတ်ပြီးတဲ့အခါကျတော့မှသူ့ပုံမှာဂျဇမ်ပေးမယ်ဂျဇမ်ပေးပြီးတော့ qalqala ရဲ့ဥပဒေတိုင်း khalaq ဆိုတဲ့ပဲ့တင်တန်ထုတ်ပြီးတော့ဖတ်မယ် min
شر ما خلق من شر ما خلق ومن ဒီမှာအယောင်ရတော့သိနေပြီအစိမ်းရောင်လေးပြထားတယ်ဆိုတော့ဒီနေရာမှာဟာလား ikhfa လို့ခေါ်တဲ့ဥပဒေရှိနေတယ်အဲ့တော့စာရတေချာကြည့်ကြည့်မယ်ဒီမှာဘာစလုံးလာလဲဆိုတာအဲ့တော့ရှေ့မှာလဲရှင်မဲလာနေတာအဲ့တော့ရှင်မဲလာနေရဆိုတော့ဝမင်ရှရီဝမင်ရှရီရှရီဂါစီကင်ဂါစီကင်ဂါစီကင်ဂါဂါဒီမှာလဲ groin လေကြောင်းရဲ့အစနေပြီးတော့ပို့လုံးမယ်အတန်ထူထူနဲ့ဖတ်မယ်ဂါစီကင် clean off လေနက်ရှာရဲ့ဒီအဆုံးဟာအပေါ်အာကောင်နဲ့ထိပြီးတော့အတန်ထုတ်တယ်ဂါစီကင် clean ဝမင်ရှရီဂါစီကင် إذا وقب إذا وقب إذا ذا ရှာထိတ်ကအပေါ်ရှည်သွားနှစ်ချောင်းရဲ့ထိတ်စားနဲ့ထိတယ်ဖတ်တယ် إذا وقب وقب ဝေါနောက်ခန်းနှစ်ခုရဲ့ဘေးအနားနှစ်ဖက်ကိုထိကတ်ထားပြီးတော့အလဲပဟိုရဲ့နေရာနေပြီးတော့အနေငယ်ဖွင့်ထားပြီးတော့ဖတ်တယ် وقب وقب ဒီမှာလဲဘာကလဲof to ba jim da qalqala စလုံး၅လုံးထဲမှာပါတယ်လက်ရှိတော့ဇဘတ်ရှိနေပေမဲ့လည်းနောက်ဆုံးဆုံးသက်မှာသူ့ပေါ်မှာရှိနေတဲ့ဇဘတ်ကိုဖယ်ထုတ်ပြီးတော့ဂျဇမ်ပေးတယ်အဲ့တော့ဘာပေါ်မှာဂျဇမ်ရှိလာတဲ့အခါ qalqala ဥပဒေကဝင်ရောက်လာတယ်အဲ့ဒီခါကျတော့ waqab ပဲတင်တန်ထုတ်ပြီးတော့ဖတ်မယ် idha waqab wa min sharri ghasiqin idha waqab ومن شر غاسق إذا وقب